6လောက်စီးပြရောက်တယ်ဆိုတော့ဘုရားနာတော့အထောက်ဝိဇ္ဇာလေးကိုဥတက်ဟဲ့အတွင်းသာပြချုပ်ပြင်သာမြေချုပ်အတွင်းရအတွင်းရပြင်ပြအဘိဓမ္မာကြီးတားစီနောက်ရှက်မလားဆိုင်ရချုပ်ထားလိုက်တိုက်စားဥတိုက်စားဥတက်ဆရာကမြေတားနဲ့ပြောမယ်နော်မင်းအမေဘာကောင်းကြီးပဲဖြစ်နေပါစေဥတိုက်ဆိုတိုက်ဘုန်းကြီးတိုက်အဖာဆရာတော်ကြီးဥတိုက်ဆရာကဥတိုက်ချုပ်ထားလိုက်အတွင်းဆိုင်ပြချုပ်တာပြင်သာမြေချုပ်ကအခုညီဆက်တွေမှန်တာကောင်ပြက်ကြတာချုပ်တာပြောဘာကောင်ဘာဖြစ်လို့လုပ်ကြလဲဟမ်နှုတ်ကိုပြောရှင်းလို့ပါဆရာရှင်းလို့လုပ်တာဟုတ်လားအေးမင်းကဘာလဲအောက်လန်းတာဆုံးတာကိုဝေးလားဘာကောင်လဲပြောနှုတ်ကိုပြောဆုံးကိုဝေးပါဆရာဆုံးကိုဝေးဟုတ်လားမင်းပညာဆုံးကိုဝေးပညာလားဟုတ်လားမင်းအထီးကအမလားအမပါဆရာအမလားအဲ့တော့ဆိုလို့ရှိရင်နင်းဒီကိုရောက်တာနင်းတကောင်လဲလာတာလားအဖော်ဒီပါလာသေးလားဟမ်နှစ်ကောင်လာပါဆရာနှစ်ကောင်လာတာဘာမှလဲနောက်တော့ကောင်ကဟမ်နောက်တော့ကောင်ဘာမှလဲချုပ်တာဘယ်နာမှလဲနော်ပါတယ်ဆရာပါတယ်ဆရာအေးဘယ်နာမှလဲပါရင်ဘယ်နာမှလဲအဲ့ကောင်ကဟမ်ဒီခါမှမရှိတယ်ဆရာဒီကနာမှမရှိတယ်ဟုတ်ပြီမဆိုင်တဲ့ကောင်ထွက်စားဆိုင်တဲ့ကောင်ထဲမှာနေချုပ်လာလိုက်ဆရာဆိုတဲ့ကောင်မဖြစ်လို့စေအခုဆွဲရင်ကတပည့်ဆိုတဲ့ကောင်ဆိုင်ရချုပ်တာပြောမင်းလောက်တာဘယ်လောက်ကြာပြီရတယ်ဆရာဟမ်ငါရှင်းကိုနာကိုရှင်းနေဆရာ4 5 8နဲ့9နှစ်လောက်ရှိပြီဘာဖြစ်သွားလောက်တာလဲဟမ်မစားနိုင်မပါနိုင်မအိမ်မအေးအောင်ကိုက်အောင်စီဝါရီကြာအောင်အေးအဲ့ဒါဆရာကပြောမယ်နော်ဆရာပြောပါအေးမင်းတို့လောက်ထားတာလေအကုန်လုံးအောင်မြင်တယ်မလားအောင်မြင်တယ်နော်အေးအောင်မြင်လို့လေအခု9ရက်သားသမီးဒီတောက်ကြသမီးကနေတို့လောက်ထားတဲ့အတိုင်းဒီမှာလူလိမ့်ပြီးတော့ခံစားနေရတယ်ဟုတ်တယ်နော်အဲ့တော့နော်မင်းတို့လောက်ရည်အောင်မြင်တယ်ဆိုလို့ရှိရင်တို့နောက်ဆုတ်လိုက်တော့ကြားလားဆက်မလုပ်နဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အသက်နဲ့ခန္ဓာကိုဆရာပိုင်သွားပြီဟုတ်ပြီနော်သူ့ရဲ့အသက်နဲ့ခန္ဓာကိုဆရာပိုင်သွားပြီဆိုတော့ကိုနင်တို့နောက်ဆုတ်လိုက်တော့နောက်မဆုတ်ဘူးဆိုလို့ရှိရင်တော့နင်တို့လုပ်ကြတဲ့အတက်ပညာနင်တို့တွေကပြန်ပြီးတော့နော်သားစဉ်မြေဆက်ငါတန်ပြန်လုပ်ပြမယ်နော်သိလားတန်ပြန်သိလားလုပ်ပြရမှာဟမ်တန်ပြန်လုပ်ပြရမှာပြောဟဲ့ပြောသားတန်ပြန်လုပ်ပါမလားမလုပ်ပါနဲ့ဆရာအေးမလုပ်ပါနဲ့ဆရာဆိုလို့ရှိရင်နော်